ဒီချက်ထားတာပါဒီဗီဒီယိုလေးထဲမှာတော့ဒီချက်က Unity Consciousness ရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ် Unity Consciousness ဆိုတာကဒီချက်တို့ပေါ့နော်ကိုယ့်ရဲ့နှလုံးသားနေရာမှာပဲရှိပါတယ်အစကတော့ဒီချက်လဲထင်တာပေါ့နော်တခြားသူတွေနဲ့ကိုနဲ့တခြား self love ဆိုပြီးတော့အစထင်ခဲ့တယ်ပေါ့နော် self love ဆိုတာက ego တစ်ထပ်အုပ်ထားတဲ့ self love မျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အတွင်းထဲမှာကိုယ့်ရဲ့နှလုံးသားနေရာလေးကိုသိနေတဲ့စိတ်ပေါ့နော်အဲ့ဒါလေးကိုကြတော့ဒီ share ကတိဆောက်နိုင်သွားတဲ့အခါမှာ unity union ဖြစ်တာပေါ့နော်အားလုံးနဲ့တသားရဲဆိုတဲ့စိတ်ဒါပေမဲ့လည်းပေါ့နော်လူဆိုတော့ ego is never endless ဖြစ်ပါတယ်ဒါကြောင့်အမြဲတမ်းတော့တိဆောက်နိုင်လားဆိုတော့တိဆောက်နိုင်ပေါ့နော်အဲကြရင်ကိုယ့်ရဲ့ ego တွေကိုယ့်ရဲ့အခြားသူတွေကိုမပြသထားတဲ့အပိုင်းတွေကိုယ့်ရဲ့ dark side တွေ share တွေကအမြဲတမ်းပေါ့နော်ကိုဟာလက်ခံဖို့ထွေးပွေဖို့လိုပါတယ်အဲ့လိုမျိုးနေထိုင်ခြင်းအဖြစ်လဲကိုယ့်ရဲ့ spiritual journey မှာပေါ်ပါလက်လာမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာတွေ့ကြပါမယ်နော်